တက္ကရာ926ခုနှစ်မှာသရိုးမင်းဖျားတည်ထောင်ခဲ့တဲ့အင်းဝဟာမင်းဆက်14ဆက်မြောက်ရွှေနန်းကျော်ရှင်နရပတိလက်ထက်မှာပြတ်သုံးသွားခဲ့ပါတယ်။ရွှေနန်းကျော်ရှင်နောက်အင်းဝကိုအုပ်ချုပ်တဲ့မွန်ကြီးစော်ဘွားဆက်လုံးဟာတက္ကရာ894ခုနှစ်မှာပြည်ကိုတိုက်ပါတယ်။ပြည်ဘရင်ထွေးကလက်ဆောင်ပန္နာဆက်တာပြီးအညံ့ခံတဲ့အတွက်ပြည်ကိုအောင်နိုင်ပြီးအပြန်မြေတူးမြို့ကိုရောက်တဲ့အခါသူ့ကိုခါစားတဲ့အမတ်ကလှုပ်ကြံတဲ့အတွက်မွန်ကြီးစော်ဘွားစလုံးကန်တော်ကုန်ပြီးသားတော်တိုဟန်ဘွားအင်းဝမှာနန်းတက်ပါတယ်။ဒီနေရာမှာမင်းကြီးရန်တော်ရဲ့အကြောင်းကိုဖော်ပြလိုပါတယ်။မွန်ကြီးစော်ဘွားစလုံးကအင်းဝကိုသိမ့်ပိုက်ပြီးတဲ့နောက်အင်းဝတက်မှုမင်းကြီးရန်တော်ကိုနန်းတော်ကိုအခါစားဝင်စေပါတယ်။ငါသားတိုဟန်ဘွားကမြမအမှုမှာမလိမ်ပါဘူး။မင်းကြီးကပဲတွင်တင်ပဲ့ပြင်းပြီးစီရင်ခင်းစီရင်ပွဲရှိတဲ့အခါငါသားနဲ့တိုင်ပင်ကစီရင်ဆုံးဖြတ်ပါလို့ဆိုကာအမတ်ကြီးခံပြီးပြင်စီမြို့ကိုအပိုင်စားစေပါတယ်။တဆက်တဲ့အင်းဝရွှေနန်းကျော်ရှင်ကိုင်းခဲ့တဲ့ရိမ့်နွယ်ပါထားအကြောင်းကိုလေ့လာကြည့်ရအောင်ဗျာ။စစ်မြေပြင်ရန်သူနဲ့ထိတ်တိုက်ရင်ဆိုင်ရတဲ့နေရာမှာစစ်တရေတွေကိုင်းဆောင်တဲ့ဓားလန်လက်နက်စီးနှင်းတဲ့စင်မြင့်တွေဟာပြိုင်ဘက်မရှိစစ်ဘရင်တွေကိုဖန်ဆင်းပေးနိုင်စွမ်းရှိပါတယ်။ခေတ်လိုက်နာမည်ကျော်လက်နက်တွေများစွာပေါ်ထွန်းခဲ့တဲ့အထက်မှာမြန်မာသမိုင်းမှာထင်ရှားတဲ့ဓား6ချောင်းရှိပါတယ်။ဓားတွေကတော့ရွှေဓားဘိုရဲ့ကိုတင်ញိုင်းတန်ဓားဒုထပေါင်မင်းကြီးရဲ့ဓားစကိုင်းမင်းအသင်ခရာစောယွန်းရဲ့ညိုရောင်ဓားမင်းခေါင်ရဲ့စိန်သွေးရောင်ဓားဘီးနွယ်ရဲ့ဓားရွှေနန်းကျော်ရှင်ရဲ့ရိမ့်နွယ်ပါဓာတ်တို့ဖြစ်ပါတယ်။တမိုင်းမှာရိမ့်နွယ်ပါဓာတ်ပိုင်ရှင်ဟာ3ယောက်ရှိခဲ့ပါတယ်။ပထမဆုံးစတင်သွန်းလုပ်ကိုင်ဆောင်ခဲ့တဲ့အင်းဝရွှေနန်းကျော်ရှင်နရပတိဒုတိယပိုင်ရှင်အနေနဲ့မင်းကြီးရန်အောင်တတိယပိုင်ရှင်ကတော့တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့အလောင်းမင်းတရားကြီးဥအောင်စီရရဲ့လက်ယုံတော်မင်းကောင်တော်ရထားပွဲခံမုတ်ဆိုးကြုံကိုဘိုတွန်ဖြစ်ပါတယ်။ဆိုတော့တိုဟန်ဘွားအကြောင်းကိုဆက်လိုက်ရအောင်ဗျာတက္ကရာ900ခုနှစ် AD 1542ခုနှစ်မှာတိုဟန်ဘွားဟာတောင်ဘလူရက်မှာတန်ဃာတော်တွေလူသူစုဆောင်းနေတယ်လို့တန်တရားရှိတဲ့အတွက်တန်ဃာပါ1300ကိုစွန့်ဖိတ်ကျွေးဟန်ပြုကာတပ်ဖြတ်စေခဲ့ပါတယ်ဒီထဲမှာတန်ဃာပါ360ကျော်ပြန်လွန်တော်မူခဲ့ပါတယ်အခုလိုအခင်းကျင်းတွေဖြစ်ပြီးတဲ့နောက်မှာတစ်ဆက်တည်းဖျားစီဒီပထိုးတွေနဲ့အတူရှေးအောင်စာပေကျမ်းဂန်တွေမိပူဇော်ခံခဲ့ရပါတယ်အင်းဝါသားအများပြားဟာထိတ်လန့်တုန်လှုပ်သွားကြသလိုနန်းတော်မှာအပြောင်းလဲတွေစဖြစ်လာပါပြီနန်းတွင်မှာတိုဟန်ဘွားကိုမြှောက်ပင့်ပြီးကဖားရဖားလုပ်ကြတဲ့အမတ်တွေအပါဝင်မြန်မာအမတ်တွေဟာမင်းကြီးရန်အောင်အိမ်တော်ကိုသွားပြီးတိတ်တဆိတ်စူးယုံကြပါတယ်မင်းကြီးရန်အောင်ကအခုလိုအခင်းကျင်းတွေဖြစ်ရတာမင်းကြီးတို့မလိမ္မာလို့မဟုတ်လားဒီအရေးကိုမြင်လို့အချင်းချင်းညီညွတ်စည်းလုံးကြမင်းအလိုလိုက်မြှောက်ပင်မဆက်ဆံကြနဲ့လို့ကျုပ်သတိပေးခဲ့တယ်မလားမင်းကြီးတို့ခိတ္တစည်းစိမ်ကိုမှတ်ပြီးအလိုလိုက်အကြိုက်ဆောင်ခဲ့ကြတဲ့အတွက်အခုလိုနှိမ့်ဆက်လာပါရောကလားလို့မိန့်ပါတယ်အမတ်တွေကလည်းအရှင်အမိန့်တိုင်းမှန်ကန်ကြောင်းပါဗျာကျွန်တော်မျိုးတို့အမြင်မှန်ရပြီဖြစ်တဲ့အတွက်အရှင်စီမံရာကိုအညီအညွတ်လိုက်နာကြမည်ဖြစ်ကြောင်းပါဗျာလို့ပြန်ပြောပါတယ်မင်းကြီးရန်အောင်ကလည်းဂိုင်းယုံမို့တော့အခက်သားပဲမင်းကြီးတို့အာမခံတဲ့အတိုင်းညီညွတ်မယ်ဆိုရင်ဘရင်တိုဟန်ဘွားကိုနမ်းချဖို့အရေးဟာအလွယ်နဲ့အောင်မြင်လိမ့်မယ်တို့ပေမဲ့ကျွန်ုပ်ယုံကြည်စိတ်ချရအောင်သစ္စာရည်တိုက်ရလိမ့်မယ်လို့ဆိုကာသူကင်ထားတဲ့ဗရမ ्या ကြောက်စီတာကိုရေအိုးမှာအသွားကနေစိုက်ပြီးဂါရမန်နန်တွေမန်းမှုတ်ပြီးတဲ့နောက်ကဲမင်းကြီးတို့တောက်ကြလို့အမိန့်ရှိပါတယ်မူမတ်တွေကလည်းတညီတညွတ်ထဲတောက်ကြပြီးတဲ့နောက်မှာမင်းကြီးရန်အောင်ကပြုံးရည်တဲ့မျက်နှာထားနဲ့ကဲသစ္စာရည်တောက်လို့တော့ပြီးကြပြီမင်းကြီးတို့ဝမ်းထဲမှာကြုတ်တာအမြဲရှိနေပြီအမျိုးကိုမထောက်ပဲသစ္စာဖောက်ရင်မင်းကြီးတို့စိတ်သာချနေအပြင်ကဓာတ်ကမင်းကြီးတို့စီမလာဘူးဝမ်းထဲမှာရှိတဲ့ကြုတ်ရဓာတ်ကမင်းကြီးတို့စီရင်လိုက်မယ်လို့မိန့်ပါတယ်မူမတ်တွေကလည်းသစ္စာရည်တောက်ပြီးတဲ့နောက်မှာမင်းကြီးရန်အောင်ရဲ့အမိန့်တိုင်းသက်ဆိုင်ရာနေရာကိုအသီးသီးတိတ်တဆိတ်ထွက်ခွာသွားကြပါတယ်